ယုံမီစိတ်ဓာတ်ကိုဘယ်လိုအနိုင်ယူမလဲမိတ်ဆွေမအောင်မြင်သေးတာပြင်းလို့လည်းမဟုတ်ဘူးမိတ်ဆွေမှာညံမကောင်းလို့လည်းမဟုတ်ပြဿနာကစိတ်အားထက်သန်တဲ့နေ့မှာအလုပ်ကိုအများကြီးလုပ်ပြီးတော့စိတ်မပါတော့တဲ့နေ့မှာအလုပ်ကိုလုံးဝမလုပ်တော့တာပဲဖြစ်ပါတယ်ဒါကိုပဲကောက်ယုံမီစိတ်ဓာတ်လို့ခေါ်ပါတယ်ဒီစိတ်ဓာတ်ကြောင့်ပဲလူအများစုဟာပန်းနိုင်တွေချမှတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီပန်းနိုင်တွေစီကိုသူတို့မရောက်ကြပါဘူးဒီနေ့မှာတော့ကောက်ယုံမီစိတ်ဓာတ်ကိုအနိုင်ယူမဲ့နီလန်၃ခုကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးတိတ်ထားရမှာကကောက်ယုံမီစိတ်ဓာတ်ရှိသူတွေမှာရှိတဲ့အမှား၃ခုအကြောင်းပဲဖြစ်ပါတယ်ပထမအမှားတနေ့တည်းနဲ့ဘဝပြောင်းခြင်းနဲ့စာဖတ်မယ်ဆိုရင်9နာရီကြာအောင်ဖတ်ခြင်းနဲ့လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်2နာရီအထိပဲလုပ်ခြင်းနဲ့စီဝါရေးလုပ်မယ်ဆိုရင်တစ်လအတွင်းမှာအောင်မြင်ခြင်းနဲ့ဒါပေမဲ့အဲ့ဒီလိုအရှိန်နဲ့စတာတွေကလူကိုမကြခင်မှာပဲပင်ပန်းသွားစေပါတယ်ဒုတိယအမှားရလက်မြန်မြန်လိုချင်နဲ့တပတ်လောက်ပဲစူးစမ်းကြည့်ပြီးတော့ရလက်မထွက်သေးတာနဲ့စိတ်ပြတ်သွားတယ်တတိယအမှား motivation ကိုပဲအားကိုးတယ်စိတ်ပါရင်လုပ်တယ်စိတ်မပါရင်မလုပ်ဘူးဒါဟာအောင်မြင်မှုတွေအန္တရာယ်အရှိဆုံးအကျင့်ပါပဲဒါဆိုရင်ကောက်ယုံမီစိတ်ဓာတ်ကိုဘယ်လိုအနိုင်ယူမလဲနီလန်တစ်တေးသေးလေးနဲ့စပါတရက်ကိုစာ10မျက်နှာပဲဖတ်ပါမိနစ်20ပဲလေ့ကျင့်ခန်းလုပ်ပါတင်းငယ်တာကအရေးမကြီးဘူးလို့လုံးဝမထင်ပါနဲ့ရက်မတော်ဘူးကပိုအရေးကြီးပါတယ်နီလန်နှစ်အကျင့်တွေကိုအာယုံစိုက်ပါငါဘယ်တော့အောင်မြင်မလဲဆိုတာတဲ့ဒီနေ့ငါလှုပ်တင်တာကိုလှုပ်ပြီးပြီလားဆိုတာကိုကိုပြန်မေးပါနီလန်3 motivation ကိုမဆောင်ပါနဲ့စိတ်ပါရင်လည်းလုပ်ပါစိတ်မပါရင်လည်းလုပ်ပါအောင်မြင်သူတွေက motivation ပိုများလို့အောင်မြင်ကြတာမဟုတ်ဘူးသူတို့က discipline ပိုရှိလို့အောင်မြင်ကြတာပဲဖြစ်တယ်မှတ်ထားပါကောက်ယုံမီစိတ်ဓာတ်ကတင့်ဘဝကိုတနေ့တည်းနဲ့တော့မဖြစ်စီဘူးဒါပေမဲ့နေ့တိုင်းလက်လျှော့တဲ့အကျင့်ကိုဖန်တီးပေးတယ်အောင်မြင်မှုဆိုတာအရှိန်နဲ့စတာမဟုတ်ဘူးဒီဇိုင်းမှတ်လုံနိုင်တဲ့အကျင့်ကိုဖန်တီးပေးတယ်ဒီဇိုင်းမှတ်ဆက်ပြီးလုံနိုင်တာပဲဖြစ်တယ်ဒါကြောင့်ဒီနေ့ကစပြီးကြီးကြီးမားမားပြောင်းလဲဖို့မကြိုးစားပါနဲ့တင်းငယ်တဲ့လှုပ်ဆောင်ချက်တစ်ခုကိုရွေးပြီးနေ့တိုင်းဆက်လုပ်ပါတနေ့မှာတော့မိတ်ဆွေရဲ့အကျင့်တွေကမိတ်ဆွေရဲ့အနာဂတ်ကိုပြောင်းလဲပေးသွားပါလိမ့်မယ်ဒီဗီဒီယိုကမိတ်ဆွေအတွက်အတွေးအသစ်တစ်ခုပေးနိုင်ခဲ့ရင်မိတ်ဆွေရဲ့တငယ်ချင်းတွေကိုလည်းမျှဝေပေးလိုက်ပါအဆုံးထိကြည့်ရှုပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကောင်းဆက်လူပါဘဝမှာထူးချွန်အောင်မြင်သူများဖြစ်ကြပါစေခင်ဗျာ